စားမယ် ဒီနှစ်ပါးကွေတပွေလုံးဆိုင်စီယာတီဝိုင်းအားလုံးထိုင်စားမယ် ခိုင်းစားမယ် ရှုံးတဲ့အဖွဲကရှင်းရမယ် ကဲဘယ်လိုလဲဘာလို့လဲငါတော့နိုင်တဲ့ဘက်ကနေမယ် ဟောနိုင်တဲ့ဘက်ကနေစီရလား ဟုတ်တယ်ဒီက ခိုင်လုံးမယ်လည်းမဟုတ် မလဲဝတိကစားဖို့ရည်ကြီးတယ် နော်တကယ်လို့မင်းသမီးတွေရှုံးရင်တော့မင်းသမီးတွေရှင်းမင်းသားရှုံးရင်တော့မင်းသားရှင်းမယ်ဆရာကြီးအဲ့ဒီနေကမျက်မှန်ကိုတချင်းမပါပဲအတီးလေးနဲ့ကရင်ဒုံးလေးတော့စောင်းကဲ အတိပိုက်လည်းပဲဆရာကရင်တော့ပတ်ပုံဒီပုံပတ်ပုံယောက်ျားမင်းခဏမင်းသမီးတွေအင်အားပြလို့မပြီးသေးဘူးနော်မင်းသားဒီလောက်အရှိပြောထားတာသူတို့ပြင်လို့မပြီးဘူးဖြစ်ကဲသိကြပြီလားသိကြပြီစမ်းမယ်1 2 3 3 4လိုက်ကာဒီဖေးမတ်ကြောက်လို့ကြာကဲဟိုတယောက်အနေနဲ့တယောက်လိုက်ကြတော့ကြာတပည့်ကဲငါကူညီပေးရမလားမတော်တော့ဖေမကထိုးလိုက်တော့ငါကူညီပေးရမလားဟာမတော်တော့တော့ရဝရချုံထိုးပြီးတော့ကြာမနေရောက်ရောက်တယ် နှစ်ယောက်ကြာနိုင်လား နိုင်နေလား ဘာကောလဲ